စီးပွားဥစ္စာပြတ်တာကပြန်ပြီးတော့ထူထောင်လို့ရတယ်ကိုချင်းသီလပြတ်သွားလို့ရလာတဲ့အကျိုးဆက်ကတော့ဘာလဲပြတ်ပြားသွားတဲ့ကိုချင်းသီလကြောင့်လူတွေဟာဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်ကောင်းရာသုတိဘုံကိုမရောက်နိုင်တော့ဘူးအောက်တန်းနောက်တန်းကျလာတဲ့ဘဝမျိုးတွေတည်းရောက်သွားပြီးတော့ဘဝဆက်တိုင်းမှာအသက်တူတာတို့ယောဂများတာတို့ဆိုတာမျိုးတွေဖြစ်ပေါ်လာတတ်တယ်မယုံမရှိနဲ့အကြောင်းတရားဆိုတာနော်တဘာဝကမိမိစိုက်ပျိုးတဲ့တစ်ပင်မျိုးရဲ့အသီးနှံကိုမျိုးကိုပဲရတယ်ဓမ္မပင်စိုက်ရင်ဓမ္မသီးပဲရမယ်တရားပင်စိုက်ရင်တရားသီးပဲရမယ်တဘာဝတရားရဲ့မှန်ကန်တဲ့နိယာမသဘောတရားလို့ခေါ်တယ်မိမိကိုယ်တိုင်ကအသက်သက်ပြီးတော့ကိုယ်မှာကောင်းကျိုးချမ်းသာတွေရမယ်ဆိုတာဘယ်လိုနည်းနဲ့မှမမျှော်လင့်နိုင်ဘူးပါဏာတိပါဒကိုမလုံးချုံသည့်အတွက်ကြောင့်ကိုချင်းသီလပြည့်သည့်အတွက်ကြောင့်မိမိမှရလာနိုင်တဲ့အကျိုးဆက်တွေရတယ်မိမိကိုယ်တိုင်အသက်တူခြင်းယောဂထူပြောခြင်းဤဘဝ၏ဆုံးမဲ့မှာဆင်းရဲဒုက္ခတွေများလာတဲ့ဘုံဘဝသို့ကြာရောက်ခြင်းခုလူတွေမျက်မြင်တွေ့နေတဲ့တိရစ္ဆာန်တွေပဲကြည့်လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုကိုခံနေကြကာဝယ်ပေးမဲ့လူမရှိဘူးသူတို့မှာဘယ်သူမှကာဝယ်မပေးဘူး